ကျွန်တော်နွားအကောင်ရေ200ရှိပါတယ်ဖရီရှန်ကီဝီဂျာစီ3မျိုးရှိပါတယ်နွားမှာနှုတ်ညစ်တာကတော့ကျွန်တော်တို့ကဆက်နဲ့ညစ်တာပါဘာဖြစ်လို့ဆက်နဲ့ညစ်ရတယ်လဲဆိုဆက်နဲ့ညစ်တဲ့အခါမှာလူရဲ့လက်နဲ့မထိတွေ့တဲ့အတွက်ကြောင့်မလို့နှုတ်မှာဘက်ထရီယာနဲတာပေါ့နော်တန့်ရှင်းမှုပိုကောင်းတာပေါ့ရလာတဲ့နှုတ်မှာနွားနှုတ်ဒိန်ချင်းနှုတ်တာကူအမျိုးအစားအကုန်ခွဲပြီးတော့မှပိုရောင်းရတဲ့ဟာကိုပိုလုပ်တာပေါ့ကျွန်တော်တို့ကရွှေအိုးနှုတ်စားနွားမွေးမြည်ခြံရမှာအတိကတော့နှုတ်စားနွားဆိုတော့ကျွန်တော်နှုတ်ထုတ်လုပ်မှုလေကောင်းအောင်ကျွေးတဲ့အစာလေးလည်းပဲနှစ်လေအစုံကိုဖော်မြူလာနဲ့ကိုဆက်တယ်နှုတ်ရဲ့အရာတာလည်းပို့ပြီးတော့ကောင်းအောင်ကျွေးမွေးတာပေါ့နော်ကီဝီနဲ့ဂျာစီဆိုတာနှုတ်ပိုပြည့်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒိန်ချင်လောက်တာ quality ပိုကောင်းအောင်ပို့ပြီးဦးစားပေးပြီးတော့သားဆက်ပါတယ်နွားလေးကိုအစာကျွေးရင်ကျွန်တော်တရက်ကို2ကြိမ်ကျွေးပါတယ်ပဲနှစ်မျိုးစုံနဲ့ဆက်ပြီးတော့မှကျွေးတာပါနွားနှုတ်ညစ်တာလဲကျွန်တော်တို့မနေ့တစ်ကြိမ်ညနေတစ်ကြိမ်ညစ်ပါတယ်မြန်နားရအောင်ဆိုပြီးတော့မှသူ့ရဲ့အိတ်တဲ့စင်တွေလဲလှုပ်ထားပေးပါတယ်နှုတ်စားနွားစမွေးတာက2003ကနေစမွေးပါတယ်နှုတ်ညစ်နမ4កောင်နဲ့စပြီးပြီးထောင်ခဲ့တာဒီနေ့အကောင်200ကျော်ဖြစ်လာပါပြီကျွန်တော်ရွှေအိုးနှုတ်ထွက်ပစ္စည်းကိုနိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီအောင်ထုတ်လုပ်ထားသည့်အတွက်ယုံကြည်စိတ်ချစွာအားပေးလို့ရပါတယ်